လူတိုင်းဘဝတွင်ကြီးမားသောဆုံးဖြတ်ချက်များနှင့်ရင်ဆိုင်ရသည့်အခါမျိုးရှိပါသည်။ကြောက်ရွံ့မှုကနှလုံးသားထဲသို့ခိုးဝင်လာပြီးကျွန်ုပ်တို့၏စိတ်နှလုံးရိမ့်ရိုင်လာသောအခါကျွန်ုပ်တို့ဘာလို့တင်သည်စစ်မှန်သောရဲစွမ်းတတ္တိသည်ကြောက်ရွံ့နေတော်လဲခိုင်မြဲစွာရပ်တည်ပြီးမှန်ကန်သောရွေးချယ်မှုကိုပြုလုပ်နိုင်သောခွန်အားဖြစ်သည်။နှစ်ရာဇဝင်ကျုပ်10:9 10နှစ်တွင်ကြောက်မက်ဖွယ်အခြေအနေတစ်ခုနှင့်ရင်ဆိုင်ခဲ့ရသောဗိုလ်ချုပ်ယောဘကိုကျွန်ုပ်တို့တွေ့ရသည်။တရေလ၏ရန်သူများသည်အခြားနိုင်ငံများနှင့်ငှားရမ်းထားသောစစ်သားများနှင့်ပူးပေါင်း၍တိုက်ခိုက်ရန်အသင့်ဖြစ်နေကြသည်။သို့သောယောဘသည်ထိတ်လန့်မသွားခဲ့ပါ။သူသည်သူ၏စစ်တပ်ကိုဗျူဟာမြောက်ပိုင်းခြားခဲ့ပြီးသူ၏ညီအဘိရှဲနှင့်ပူးပေါင်းလှုပ်ဆောင်ကသူ၏စစ်သားများကိုဤသို့ပြောခဲ့သည်။ခိုင်ခန့်ပြီးရဲရင်ကြလော့ကျွန်ုပ်တို့၏လူမျိုးနှင့်ဖျား၏မျိုးအတွက်တိုက်ပွဲဝင်ကြလော့ဤဒီမှာရိုးရှင်းသောအားပေးစကားမျှသာမဟုတ်ပါယောဘသည်ကြောက်ရွံ့မှုကြားတွင်ဖျားသခင်ကိုအားကိုးကာယုံကြည်ခြင်းနှင့်ခေါင်းဆောင်မှုကိုပြသခဲ့သည်ကျွန်ုပ်တို့အားလုံးလည်းကြောက်မက်ဖွယ်အခိုက်အတန့်များကိုရင်ဆိုင်ရသည်ယင်းသည်အလုတ်ခွင်တွင်မတရားမှုတစ်ခုအကြောင်းထုတ်ဖော်ပြောဆိုရန်ဆုံးဖြတ်ခြင်းသို့မဟုတ်မိသားစုနှင့်ခက်ခဲသောစကားဆက်မည်ပြောရန်စတင်ခြင်းဖြစ်နိုင်သည်ထိုအခိုက်အတန့်များတွင်စစ်မှန်သောရဲစွမ်းတတ္တိသည်ဖျားသခင်၏ခွန်အားကိုအားကိုးပြီးပထမခြေလှမ်းကိုလှမ်းရန်ဖြစ်သည်တမန်ကျမ်းစာကယောဘ၏ရဲစွမ်းတတ္တိသည်ပုံမကြီးမားသောအရာတစ်ခုကိုညွှန်ပြသည်ဟုပြသသည်ယေရှု၏ဆုံးဖြတ်ချက်ယေရှုသည်ဖျားသခင်၏အလိုတော်ကိုလိုက်လျှောက်ရန်ကြောက်ရွံ့မှုကိုရင်ဆိုင်ကလက်ဝါးကပ်တိုင်သို့သွားရန်လမ်းကိုရွေးချယ်ခဲ့ပြီးအပြစ်နှင့်သေခြင်းကိုအနိုင်ယူခဲ့သည်တန်ရှင်းသောဝိညာဉ်ဖြည့်စွမ်းခြင်းခံရသောတမန်တော်များသည်လည်းဆန့်ကျင်မှုများကြားတွင်ဧဝံဂေလိတရားကိုရဲရင့်စွာမျှဝေခဲ့ကြသည်သင်သည်ခရစ်ယာန်ဖြစ်စေမဖြစ်စေခက်ခဲသောအချိန်များတွင်ကျွန်ုပ်တို့အားလုံးကိုရဲစွမ်းတတ္တိလိုအပ်သည်စစ်မှန်သောရဲစွမ်းတတ္တိသည်ကြောက်ရွံ့မှုကင်းမဲ့ခြင်းမဟုတ်ပါနင်းသည်ဖျားသခင်ကိုအားကိုးပြီးမှန်ကန်သောအရာကိုရွေးချယ်ခြင်းဖြစ်သည်ယနေ့အကယ်၍ကြောက်ရွံ့မှုကတင့်ကိုတားဆီးနေပါကဖျားသခင်သည်သင်နှင့်အတူရှိသည်ကိုတတိယပါယုံကြည်ခြင်း၏ထိုခြေလမ်းကိုလှမ်းပါသင်သည်ရဲစွမ်းတတ္တိကိုပြသပြီးဖြစ်သည်ဖျားသခင်သည်မှန်ကန်သောဆုံးဖြတ်ချက်များပြုလုပ်ရန်ကျွန်ုပ်တို့အားခွန်အားပေးသည်ထို့ကြောင့်ကြောက်ရွံ့အမှုကိုကြော်လွှားပြီးရဲရင်စွာရှေ့သို့ခြိတက်ကြပါစို့